တော်ခုတော့ပြမယ့်နေရာလေးကတော့6လောက်မှရှိတယ်ရေတကုံမှဖြစ်ပါတယ်လာလန်းလေးကတော့တွေ့တဲ့အတိုင်းပဲအရန်ဆိုးရတဲ့အတွက်ကြောင့်မို့လို့မိတ်ဆွေတို့အနေနဲ့လာမယ်ဆိုလည်းလာကြပါကျွန်တော်လည်းဒီပတ်ကြည့်လိုက်အောင်တော့လမ်းနဲ့လမ်းရှိပါတယ်အဲ့လမ်းမှာကျွန်တော်ညာဘက်ကိုထူမှာဖြစ်ပါတယ်ညာဘက်ပါညာဘက်မှာလည်းလမ်းနဲ့လမ်းရှိပါတယ်ဒါကတော့အပေါ်ဘက်ကရေတကုံဘက်ကိုသွားရနေရပါဒါကတော့အောက်ဘက်ကရေတကုံသွားရနေရပါကျွန်တော်ဒီလမ်းတော့ဒီဆင်းတဲ့လမ်းကလည်းအရန်ကြမ်းတမ်းတာပြောကြအောင်လို့တတိထားပြီးသွားပေးစားပါနော်မိတ်ဆွေတို့ပြောချင်တာတခုကဒီလိုလာမယ်ဆိုလို့ရှိရင်တော့အနည်းဆုံး3ယောက်လောက်လာတာအဆင်ပြေမယ်ထင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူလည်းအရန်ပြတ်တယ်ပြီးတော့တောထဲမှာလည်းဖြစ်တဲ့ကြောင်မလို့တခုခုဖြစ်ခဲ့ရင်ရှိတော့မိတ်ဆွေတို့ပဲနေနာမှာဖြစ်ပါတယ်။ကြည့်ရှုပေးတဲ့တယောက်ချင်းမိသားကိုကျေးဇူးအထူးပဲတင်ရှိပါတယ်။နောက်တစ်ဗီဒီယိုမှာဆက်လက်ဆောင်ပေးကြပါမယ်။